ချိန်တွေပကြီးစီချေရွှေကိုလွှားပစ္စုပန်မှာခံစားမယ်တကယ်ကိုအိမ်နဲ့လိုပဲဘဝတွေရဲ့ပုံရိပ်များကတည်တည်တဲ့တိမ်တွေမိုင်းညူမောင်ငါဟန်ရီထဲပြိုပြီးကွာမုန်းတဲ့ဒီဝါချီချုံနဲ့ဝါစုပန်းစုချင်းတို့ကြော့သွဲသွဲငယ်ဘဝများတို့တွဲလဲလဲ